ဘက်မှာတော့ဒုတ်အုပ်ထုထုကိုဖြတ်ပြီးဂင်းတို့ရောစီကိုတက်ခတ်နေတဲ့အေးဘေးလေးညင်းလေးတွေကကန်ဆိုးမှုတွေကိုတည်ဆောင်လာတယ်လို့ဖြစ်နေပါတယ်။လာမင်းကြီးကလည်းထိန်ထိန်တောင်းလင်းထိန်နေပြီးဂင်းတို့ရောရဲ့တဲအိမ်လေးတွေပေါ်ကိုဖြာချလို့နေပါတယ်။တကောင်းလျံချိန်ဆိုတော့ရွာကတိတ်ဆိတ်နေပြီးဘေးအော်ရန်နဲ့ဖားအော်ရန်ကလွှဲရင်ဘာမှမကြားရတာကြောင့်ကြောက်လန့်ပွဲရဖြစ်နေတော့တယ်ဗျာ။အိမ်ရဲ့ပပက်လဲမှာတော့အနီရောင်ရှိတဲ့ပန်းကင်းတွေငှက်ပြောပင်တွေကလာရောင်ရဲ့အောက်မှာထင်းထင်းရှားရှားမြင်တွေ့နေရတာကြောင့်ရွာလေးကနေချင်းစပွဲလေးဖြစ်နေပါတယ်။တဲအိမ်လေးကြားထဲမှာမြူကိုးတွေရွဝဲနေပြီးလေတူးနဲ့အတူစီမျိုးလိုနေပါတယ်။တစ်ချိန်တည်းမှာပဲအမေဦးကြီးရဲ့ခြေတုံးဆောင်ငိုကြွေးနေတဲ့အတန်ကရွာလေးကိုလေပြင်းနေတဲ့အတူဝရောက်လိုလာပါတယ်။ဒါဖြစ်သူတည်ဆုံလာကြောင်းရှင်ခွဲမတက်ဖြစ်ပြီးအခုလိုငိုကြွေးရဲ့စကားဆိုလိုက်ပါတယ်။တားလေးအမေကိုထားကြည့်ပါဦးအဖြစ်ဆိုးလာကြီးလားတားလေးရဲ့တေးရတာတော့မရှုမလာနဲ့တေးရတယ်လို့အမေရင်ကြီးကွဲပါပြီတားရဲ့အမေအခုလိုတယောက်သေးတော့မထားခဲ့ပါနဲ့ရွာထဲမှာအိပ်ပြုံးနေတဲ့မုံစောဆိုတဲ့လူတယောက်ဟာကြောက်လန့်နေကြဖြစ်သွားပြီးအိမ်နေရာကနေထားလိုက်ကဘိပတ်ဝန်းကျင်ကအတန်ကိုနားထောင်နေပါတယ်ခဏကြာမှတော့အတန်ကြားရဘက်ကိုချက်ချင်းဆိုလို့အပြည့်အလောက်နဲ့တွားကြည့်တဲ့အချိန်မှာတော့ရွာသားတွေဝိုင်းအောင်ပြီးကြည်နေတဲ့ချားထဲမှာအမေဦးကြီးရဲ့တားလီတယောက်တီဆုံးနေတာကိုမြင်တွေ့လိုက်ရပါတယ်တီဆုံးသူရဲ့အလောင်းကဖိုက်ထဲကကလီစာတွေကိုဖောက်စားခံရပြီးအပေါက်ကြီးနဲ့ဖြစ်နေတော့တယ်ဗျာပါဇက်ကလည်းဟာနေပြီးမလုံးပြူတာနဲ့ဖြစ်နေကဘီပပလေးမှာတော့တွေးတွေပေပွားနေပြီးတီဆုံးနေတာကိုမြင်တွေ့လိုက်ရပါတယ်ရွာသားတွေထဲမှာတော့တချို့ကအော်တွေကြည်နေကြည်နေပြီးတချို့ကတော့နားတွေမျက်လုံးတွေနဲ့ကြည်နေကြပါတယ်အမေဦးကြီးကတားရီဆုံးရှုံးရတာဖြစ်တဲ့အတွက်ယူကျုံးမရဖြစ်ပြီးငိုကြွေးနေခဲ့ပါတယ်အဲဒီချိန်မှာတော့ရွာသားတယောက်ကသူ့ရဲ့ထင်မြင်ချက်တွေကိုအခုလိုပြောပြသွားတော့တယ်ငါတို့ပြောရင်းမှာတော့တရေတော့ကောင်ရှိနေပြီကွာဒီအလုံးကိုကြည့်ရတာတာမန်သေးတာတော့မဖြစ်နိုင်ဘူးဘိုက်ကလည်းပွန့်နေတယ်ဘေးကလည်းတွေးနေဆိုတော့တေးကြတော့ကွာဒါတရေတော့ကောင်ရဲ့လက်ချက်ပဲရွာသူရွာသားတွေကတချို့ကချင်းချင်းတီးတိုးပြောဆိုနေပြီးတချို့ကလက်အုပ်ကိုခြေကဆူတောင်းနေတဲ့အပြင်တချို့ကတော့တယောက်မျက်နှာတယောက်ကြီးကထိတ်လန့်နေကြတာကိုတွေ့မြင်ခဲ့ရပါတယ်သူတို့ရဲ့အတွေ့အထဲမှာတော့ဒုက္ခပေးနေတဲ့ဒီရဲ့တကောင်ကဘသူဖြစ်နိုင်မလဲဆိုတာကိုထင်ကြီးနဲ့မှန်းဆနေကြပါတယ်တကယ်တော့ကင်းလုံးရွာမှာဒီလိုဒီဆုံးတာဟာပထမဆုံးအကြိမ်တော့မဟုတ်ပါဘူးတလအတွင်းမှာပဲလူ9ယောက်ဒီဆုံးခဲ့ပြီးအားလုံးကအမြင်ရတဲ့ဒီတစ်ကောင်ကရွာကိုဖြစ်စီးနေတယ်လို့မျိုးတပုံစံနဲ့ဒီဆုံးခဲ့တာကိုမြင်တွေ့လိုက်ရပါတယ်ရွာမှာတော့အတွေ့အကြုံအများဆုံးဖြစ်တဲ့လူလက်ပိုင်းတစ်ကြီးကနောက်နေ့မနေ့ခင်းမှာအရေးပေါ်အစည်းအဝေးခေါ်လိုက်ပါတယ်ရွာတို့ရွာသားတို့ဒီမကောင်းဆိုးရတဲ့ငါတို့အားလုံးမတက်ခင်မှာဖယ်ရှားပြဖို့နီလန်းကိုရှာဖို့စဉ်းစားရမယ်အခုတည်းကငါတို့ရွာကလည်းဖြစ်နိုင်တယ်ကွာဒီတော့အားလုံးလဲတတိဝရိယနဲ့နေကြပါလို့ကြုတ်ပါတော့ပြောချင်တယ်ဗျာတကြီးရဲ့စကားဆုံးမှာတော့ရွာတို့ရွာသားတွေဟာရွာစမနေထိုင်တဲ့အသက်80ရွယ်အဖွားစီကိုအားလုံးကအာယုံဆိုင်ဝင်နေကြပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဖွားကလွန်ခဲ့တဲ့နှစ်90ကတရားလုံးအစုလက်အပြုံလိုက်တက်ပြက်ခံခဲ့ရတဲ့အဖြစ်ဆိုးကနေအသက်ရှင်ကျန်ရစ်ခဲ့တဲ့တူရဲတော်သူဖြစ်နေလို့ပါပဲအဖွားကမကောင်းဆဲဝိညာဉ်မဟုတ်ပါဘူးငါမီးတို့ရဲ့အဖွားမှာအထက်လန်းရောအောက်လန်းကိုတက်ဖို့နေနေလားကိုဟာကိုတော့မနေရက်တည်နေထိုင်နေရတာပါပဲအဖွားဒါမဲ့ရိုးရိုးလူတယောက်ပါပဲအဖွားကိုမယုံတယ်ဘာနဲ့မကြည့်ကြပါနဲ့ဝဲဖွားအိုကဘလို့ပဲရှင်းပြရွာတို့ရွာတော်ရဲ့စိတ်ကတော့တရွာလုံးမှာတယောက်တည်းကျန်ရဲ့ခရဲကဒါမှန်လို့မဟုတ်ဘူးလို့ယုံကြည်ချက်တွေရှိနေတာကြောင့်အဖွားအိုရဲ့စကားတွေကိုမယုံကြည်နိုင်ခဲ့ကြပါဘူးတစ်ချိန်တည်းမှာပဲဓာတ်ကိန်ထားတဲ့လူငယ်တယောက်ကအခုလိုဝင်ရောက်ပြောဆိုရတော့လေဒါဆိုဘာလို့ခမရတယောက်တည်းတက်ရှင်ကြံနေရတာလဲကြံတဲ့သူတို့ကလို့တယောက်မှမကြောက်ခမရပဲတက်ဆန်လိုက်တာမလားကျိုးတို့ကိုအယူလာလို့လို့ရမယ်လို့ထင်နေတာလားဖွားကြီးဒီနေ့တော့ခမရကိုရှင်းမထားဘူးတက်မယ်ကျိုးရအောင်တက်မယ်ဟုတ်တယ်ဟောကောင်ဝင်းပြောတော့မှန်းဒီအဖွားကြီးကတရေပဲဖြစ်မှာပေါ့
သူငါတို့ကိုလာပြီးလင်ချင်းနေတာနောက်ဆိုဘယ်သူတွေကိုထပ်ပြီးတော့တက်စားမလဲမသိဘူးအခုကလေးကအပြည့်ရှင်းလိုက်တာပဲကောင်းတော့ကွာဘာမှလုပ်မနေနဲ့တတ်တော့သူတို့ရဲ့စကားအဆုံးမှာတော့တချို့လူတွေကဓာတ်တွေတို့တွေကိုကင်ပြီးအဖွားအိုကိုထိခိုက်အောင်လုပ်ဖို့အတင်းဖြစ်နေပါပြီဒါပေမဲ့အဖွားအိုမှာတော့တကယ်စစ်မှန်တဲ့တရေမဟုတ်တာကြောင့်ကြောက်ရွံ့မှုတွေအပြည့်နဲ့ဖြစ်နေတော့တယ်ဗျာဒီအချိန်မှာပဲအနက်ရောင်ဝတ်ကိုဝတ်ဆင်ထားတဲ့အရက်ရှိရှိတမ်းမာတဲ့မြို့သားတယောက်ကအစီဝေးနာကိုရောက်လာတဲ့အချိန်မှာရက်လိုက်ဆန်းဆိုတဲ့စကားနဲ့ဝေးကနေလမ်းပြောရင်ရှေ့ကိုဆက်လျှောက်လို့လာခဲ့ပါတယ်အဲ့ဒီလူကတခြားလူတော့မဟုတ်ပါဘူးမော်စွန်းကိုတစ်ဖက်ကန်းတက်မြောက်ထားတဲ့အထက်လန်းဆရာတူပဲဖြစ်ပါတယ်အချိန်လေးမှာပဲအဖွားကြီးကတရေမှမဟုတ်ကြောင်းကိုအခုလိုပြောပြပါတော့တယ်ကျွန်တော်ကမော်ဆရာတယောက်ပါအစမ်းထတဲ့မော်ပညာတွေကိုလေ့ကျင့်ထားတဲ့သူတယောက်လည်းဖြစ်ပါတယ်ဒီတွေကမကောင်းဆိုးဝါးတွေကိုဖမ်းဖို့ရအောင်ကျွန်တော်ကိုညီပေးနိုင်ပါတယ်ဘာမှမပူကြပါနဲ့အဖွားကိုလည်းပဲမဆွဆွဲကြပါနဲ့ကျွန်တော်ဖော်ထုတ်ပေးပါမယ်တရေမှအမှန်ကန်ဘူးနော်ဒီအခါမှာတော့မော်ဆရာကြီးကအဖွားအိုစီအစ်တမမလမ်းလျှောက်လာပြီးလက်အုပ်ကိုချီကဂါရမန်တွေကိုရွတ်ဆွေလိုက်တဲ့အချိန်မှာဝါရောင်လင်းနှန်းတွေကထွက်ပေါ်လာပြီးအဖွားအိုကတရေမှမဟုတ်ကြောင်းကိုတက်တည်ပြလိုက်တဲ့အချိန်မှာရွာသားတွေကအံ့ဩတော့ကအခုလိုစကားဆိုကြပါတော့တယ်ဖွာတကယ်မဟုတ်ဘူးဒါဆိုလို့ရှိရင်ကျမတို့ရွာတွေကဘာလို့ဖြစ်မလဲဖော်ထုတ်လို့မရရင်ဒီရွာလုံးဒုက္ခရောက်တော့မှာပါပဲဘလို့လုံးမလဲတကြီးအရှာစင်းစပြီးတော့လုံးပါအောင်တကြီးရဲ့ဟေးပါဟာအားလဲကြပါလေဒါနဲ့ဘူးမနေပါနဲ့အခုမော်ဆရာရောက်လာပြီပဲငါတို့ရွာရဲ့ဖြစ်ဆိုကိုကူညီပေးမယ်လို့သူကပြောနေတာပဲဘူးမနေကြပါနဲ့အေးဆေးတဲ့နေကြသမ်းပါအေးဆေးတတာနေကြသမ်းပါဟိုဆရာကတော့လူအုပ်ထဲကိုရှော့ကြီးကတရေမအစ်စ်ကဘယ်သူလဲဆိုတာကိုရှာဖွေနေပါတယ်အဲ့ဒီချိန်မှာတော့ရွာသူရွာသားတွေကတရေကဘယ်သူလဲဆိုတာကိုမသိရတဲ့အတွက်ကိုယ့်ရဲ့ဘေးမှာရှောင်းနေမလားဆိုပြီးအတွေ့အပေါင်းများစွာနဲ့ကြောက်လန့်နေကြပါတယ်မော်ဆရာကြီးကလည်းလူအုပ်ရဲ့ပက်ပက်လေးကိုကြည့်ပြီးတဲ့ချိန်မှာအဖွားကြီးရဲ့ဘေးမှာရက်နေတဲ့စောနယ်စီကိုရောက်တဲ့အချိန်မှာအကြည့်ရလိုက်ပြီးလက်ညှိုးထိုးကအခုလိုစကားဆိုပါတော့တယ်သူကတည်းကမှာပဲမင်းတို့ရွာကိုဒုက္ခပေးနေတဲ့တူပဲဟဲ့တယ်မနေကပါဟန်ဆောင်နေလေဟန်ဆောင်ကောင်းလာကြီးလားကိုဖောက်ဒီရွာလုံးကတက်မဲ့လုံနေရတော့မှာရှော်လုံးမမြပဲနေနိုင်မျိုးပေါ့လေဟုတ်လားဒါပေမဲ့ဒီတစ်ခါတော့နင်ဟန်ဆောင်လို့တော့ရတော့မှာမဟုတ်တော့ပါဘူးငါနဲ့တွေ့ရင်နေရုပ်လုံးလည်းမကောက်ဘူးအတက်ပါနှုတ်ပြမယ်တကယ်တော့စွန်းလွယ်ဆိုတာအဖွားအိုကြီးရဲ့မိမလေးတယောက်ဖြစ်ပြီးအဖွားအိုရဲ့သားဖြစ်သူကဘေးရွာကမိမတယောက်နဲ့ယာခဲ့ပါတယ်သူဇနီးကတရေတကောင်ဖြစ်တာကြောင့်အမွေတွေကိုစွန်းလွယ်ကစက်ခံထားတဲ့သူပဲဖြစ်ပါတယ်စွန်းလွယ်ကရုပ်ရည်အင်တန်ချုံမောလှပပြီးအနေထိုင်ကလည်းရင်ကြီးတိမ်မွေးသလိုစကားပြောရင်လည်းရင်ကြီးနဲ့ရှိတဲ့သူဆိုတော့ရွာသားတွေရဲ့နှလုံးသားအလုံးကိုမြို့ယူဖန်ဆားထားတဲ့သူလည်းဖြစ်တယ်ဗျာစောနေကိုတရားမဆိုပြီးဘယ်သူမှတန်တရားမရှိခဲ့ပါဘူးဒါပေမဲ့အခုချိန်မှာတော့မော်ဆရာကြီးရဲ့စကားကြောင့်ရွာသူရွာသားတချို့ကအံ့ဩနေကြပြီးတချို့ကလက်အုပ်ချီကတရားစာတွေယူဖန်နေကြပါတယ်အဖွားဖြစ်သူကလည်းမယုံနိုင်တဲ့အကြည့်နဲ့ကြည့်နေချိန်မှာစောနေရဲ့မျက်လုံးတွေကအနီရောင်ဖြစ်ပြောင်းသွားပြီးတိတ်မကြခင်မှာတော့တရားမအတွင်ပြန်ကိုပြောင်းလဲသွားပါအခုလိုစကားဆိုပါတော့တယ်နေငါအတော်စမ်းနေတာပေါ့လေငါ့ကိုနင်းပညာလေးမတောက်တဲ့ခေါင်းနဲ့တက်နိုင်မယ်လို့နင်းထင်နေတာလားဒီနေ့နင်းကိုအတေးတက်ပြီးဘိုက်ကိုထောက်ကစပြမယ်စောင့်ကြည့်နေစမ်းစကားဆုံးမှာတော့တရေမဟာမော်ဆရာစီကိုအပြေလွှားတွားကရုတ်တရက်ကြော်လောက်ရှိတဲ့အမြင်ကိုခိုးလိုက်ပြီးမော်ဆရာကိုတက်ဖို့ရာဟန်ပြန်လိုက်ပါတယ်ဒီချိန်မှာတော့မော်ဆရာလည်းအတင်းထုတ်ပြီးသားဖြစ်တဲ့မော်စီရင်သားနဲ့ပြန်ခိုးလိုက်ကဒီအိမ်မှာလည်းနောက်လွတ်ဆင်သွားကနောက်ကတစ်ပင်နဲ့ရိုက်မိပြီးတတိမိသွားပါတော့တယ်ဒီချိန်မှာတော့ရွာသူရွာသားတွေလည်းထိတ်ထိတ်လန့်လန့်ဖြစ်သွားပြီးကြောက်လန့်လန့်လန့်ဖြစ်နေကြပါတယ်ခဏကြာမှတော့တရေမှာပြန်ထလာပြီးလောင်ရတဲ့အတန်းနဲ့အခုလိုစကားဆိုပါတော့တယ်ငါ့ကိုလွယ်လွယ်နဲ့နင်ကတက်နိုင်မယ်လို့ထင်နေတာလားမော်ဆရာစင်နင်လေပြီးရင်
ဒီတခါငါလေးပေါ့နင်းကိုအတီးတက်ပြမယ်ပြင်းပြင်းတီးဆိုတဲ့စကားနဲ့ကြားဦးရမလားအဲ့တော့အတေးခံမလားပြေးသွားမလားကိုဆုံးဖြတ်ဖို့နော်ဒီအချိန်မှာအဖွားဖြစ်သူကရန်တမမနဲ့မိမလေးရဲ့ဖြစ်ကိုကြည်ရင်စိတ်မကောင်းဖြစ်ကဘလို့မှမဖြစ်စီနိုင်တော့ပဲဝမ်းနဲ့လေတန်းနဲ့အခုလိုစကားဆိုပါတော့တယ်ငါမီးရေးလိုက်ပါတော့ကွယ်အဖွားတောင်းမှမာတယ်အဲ့ဒီပညာတွေရှိနေတော့အဖွားမသိလိုက်ဘူးအခုလိုတွေစက်တိုင်နေလို့တော့ငါမီးလေးပဲအသက်ဆုံးရှုံးရလိမ့်မယ်တော်လိုက်ပါတော့ငါမီးရဲ့အခုလိုပြောပြီးတဲ့နောက်မှာတရေမဟာပပတ်ရေမောနေကအဖွားကိုကြည့်ပြီးဒေါရဖြစ်တဲ့လေတန်းနဲ့အခုလိုစကားဆိုလိုက်ပြန်ပါတယ်ဖွားကိုလူရီတက်ဆန်းနေတရေကကျမမဆိုပြီးပြောမှလားအဖွားတော့ကိုယ့်ရဲ့အဖွားဖြစ်နေလို့တက်မစားတာကျမကိုလာပြီးဆရာကြီးလာလို့နေတယ်ကျမကဒီမော်ဆရာတပည့်ရဲ့ဒီရက်တရွာလုံးတက်စားပြမယ်စောင့်ကြည့်နေဒီလိုနဲ့မော်ဆရာနဲ့တရေမတို့ဟာတိုက်ခိုက်မှုအပြင်းထန်စာတင်มาတော့တယ်မော်ဆရာကတရေမကိုမော်သားနဲ့ဘေးတစ်ချက်ညာတစ်ချက်နဲ့အစင်စက်ခုံနေချိန်မှာတရေမရဲ့ခန္ဓာကိုယ်တွေကတွေးတွေကလည်းတစ်ချက်ခိုးလိုက်တိုင်းဘေးကိုဖြာပနေထွက်နေပါတယ်ဒီလိုနဲ့တရေကဓာတ်နဲ့ခုံနေတဲ့ခြားတွေကမော်ဆရာရဲ့ရင်ဘတ်ကိုလက်နဲ့တစ်ချက်ကိုချစ်ချလိုက်တဲ့အချိန်မှာနောက်ကိုပက်လက်လန်တဲ့ဆုတ်ခွာတော့ရပါတယ်ဒီမြင်ဝဲကိုမြင်လိုက်ရတဲ့အချိန်မှာရွာသူရွာသားတွေကလည်းကြောက်လန့်နေပြီဖြစ်တာကြောင့်တစ်ပင်တွေကိုပုံခုကခြုံကြည့်နေကြပါတယ်တရေမာကလည်းစိတ်ကြီးဝင်သွားပြီးရေမောနေတဲ့အချိန်မှာမော်ဆရာကအလေးဝင်တိုက်ခါရင်ဘတ်တစ်ကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်ဒီခါမှာတော့တရေမာလည်းဘာမှမတတ်နိုင်တော့ပဲနာကျင်မှုတွေအပြည့်နဲ့အော်ဟစ်ခါနောက်ပြန်လဲကြပြီးတီးဆုံးသွားရပါတော့တယ်ဒီခါကျမှရွာကြီးနဲ့ရွာလူရွာသားတွေဟာတရေမာအလောင်းသားကိုရောက်လာကမကောင်းတဲ့တူဆိုတာအပြင်ပုံပန်းအတွင်ပြန်နဲ့မဆိုင်မှုဆိုတာကိုတွေ့တော်နေကြပါတယ်အခုကစားပြီးခေတုံရွာလေးဟာအရင်လိုဖြစ်ဆိုးတွေမကြုံရတော့ပဲတာယာရေးချက်နဲ့ရွာလေးတရားဖြစ်သွားရပါတော့တယ်လူစားစားတရေမနဲ့ကျင်းစားတဲ့ရွာကလေးဇလန်လေးကတော့ပြီးဆုံးလို့သွားပါပြီကျွန်တော်ရဲ့ဇလန်လေးကိုနားထောင်ပြီးဘဝအမိုးတွေစိတ်ညစ်မှုတွေတောကတွေပြီးပြောက်ကြပါစေဘဝခီးကိုလည်းအဆင်ပြေချုံးမွေ့စွာဖြတ်တန်းနိုင်ကြပါစီလို့ကျွန်တော်မျိုးလေးကနေဆုတောင်းမြတ်တာပို့တားလိုက်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေကျွန်တော်ရဲ့အကောင့်လေးကိုလည်း like and follow လေးလုပ်ပေးခဲ့ကြပါဦးဗျာ